ချစ်ရသူတွေနဲ့စကားများပြီးစိတ်ပြတ်အားငယ်မှုတွေခံစားနေရပြီလားဒီဗီဒီယိုကတင့်ကိုခက်ခဲတဲ့စကားဝိုင်းတွေကိုကျင်နာမှုနဲ့နားလည်မှုရှိရှိကြော်ဖြတ်နိုင်ဖို့လက်တွေ့ကျတဲ့နည်းဗျူဟာတွေပေးပါလိမ့်မယ်ဒါမှပုံမခိုင်မာတဲ့ဆက်ဆံရေးတွေနဲ့ငြိမ်းချမ်းတဲ့အိမ်တအိမ်ကိုတည်ဆောက်နိုင်မှာပါတကယ်နားထောင်တယ်ဆိုတာတင့်လက်တွဲပေါ်ပြောတာကိုနားထောင်ခြင်းပါတင့်ပြောဖို့အလှည့်ကိုစောင့်နေတာမဟုတ်ပါဘူးမေးခွန်းတွေမေးပါသဘောမတူရင်တော့စာနာမှုပြပါအာယုံနောက်เสียမရှိတဲ့အချိန်နဲ့နေရာကိုရွေးပါညင်သာစွာစတင်ပါခံစားချက်တွေကိုအတိမတ်ပြုပါဖြည့်ရှင်းနည်းတွေအပေါ်အာယုံစိုက်ပါခံစားချက်တွေကိုဖော်ပြတဲ့အခါငါနဲ့စပြီးပြောပါတစ်ဖက်သားကိုအပြစ်မတင်ပါနဲ့သဘောမတူရင်တော့မလေးမစားမဖြစ်ပါစေနဲ့တင်းမလုပ်ဘူးလို့ပြောခွင့်ရှိပါတယ်တင်းရဲ့စိတ်ငြိမ်းချမ်းမှုကိုကာကွယ်ပါတယောက်နဲ့တယောက်ရဲ့ကန့်သက်ချက်တွေကိုလေးစားပါခက်ခဲတဲ့စကားဝိုင်းတိုင်းဟာအတူတူပုံမနီးစပ်လာဖို့အခွင့်အရေးပါဆက်ပြီးပြောဆိုပါဆက်ပြီးခွင့်လွှတ်ပါခက်ခဲတဲ့စကားဝိုင်းတွေဟာအဆုံးသတ်မဟုတ်ပါဘူးအစပြုခြင်းပါပဲခက်ခဲတဲ့စကားပြောဆိုမှုတွေကနေတင်ဘလို့တိုးတက်လာခဲ့လဲဆိုတာမှတ်ချက်ပေးခဲ့ပါဆက်ပြီးတင်ယူရင်းပုံမခိုင်မာတဲ့ဆက်ဆံရေးတွေတိဆောက်ကြရအောင်